ပြင်းနှရှိနေချိန်ကလေးကတပါးရီသားတော့ဆေးလို့ပေးခဲ့တယ်ရှိသမျှအကုန်လုံးသူလေးပေးခဲ့တယ်တလောကလုံးမှာကျွန်တော်တယောက်တည်းဒုစရပြင်းတဲ့ကြာရောက်ခဲ့လေသူရွေးနှုတ်မှာပဲအဲ့ဒါလောက်ချစ်ခဲ့တယ်အဖရဲ့ချစ်ချင်းမြတ်တာလို့ကြည်မှာသူနိုင်လို့မရနိုင်ပါဘယ်အရာနဲ့မှအစားထိုးမရနိုင်ဘူးအဖရဲ့ချစ်စုကရုဏာတော်တဲ့နေကောင်းကြီးများစွာရှိစဉ်ကလေးကကျွန်တော်တို့အကောင်းဆုံးကြံစီပေးထားတယ်ဖြစ်သမျှအကုန်လုံးကိုရောသိနေတယ်နောက်ပြမမွန်းဆိုခင်ကလေးကကျွန်တော်တို့တောင်းဆိုတဲ့နာညောင်းပေးတယ်မြဲတဲ့ချိန်တိုင်းကူညီမစားတယ်ဒါလို့ကြည်မှာသူနိုင်လို့မရနိုင်ပါဘယ်အရာနဲ့မှအစားထိုးမရနိုင်ပါအဖရဲ့ချစ်စုကရုဏာတော်သူနေကောင်းကြီးများစွာရဲ့နဲ့တိုင်းကိုလောင်းပေးဒါလို့ကြည်မှာသူနိုင်လို့မရနိုင်ပါဘယ်အရာနဲ့မှအစားထိုးမရနိုင်ဘူးအဖရဲ့ချစ်စုကရုဏာတော်